ဆိုတော့မြန်မာဘက်ကအကြောင်းplan တာကိုတောင်မစောင့်တော့ပါဘူး1850ခုနှစ်ဧပြီလ9ရက်နေ့မှာပဲ British တပ်တွေကတိုက်ခိုက်မှုကိုစတင်လိုက်ပြီးဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတရားဝင်စတင်ဖြစ်ပွားခဲ့ပါတယ်ဟုတ်ပြီအခုစစ်ပွဲကိုတိုင်ဘက်ကိုလှည့်ကြည့်ရအောင်တကယ်တော့ဒါဟာခေတ်မီနီပညာနဲ့ရိုးရအင်အားကြကလုံးဝမမျှတာတဲ့တိုက်ပွဲတစ်ခုပါပဲဒီစရာကိုကြည့်လိုက်တာနဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါတစ်ဖက်မှာ British တွေကစစ်တင်8000ကျော်ခေတ်မီစစ်တင်ပေါ်တယ်အဝေးပြန်အမြောက်တွေနဲ့အားလုံးအစင်တင်ချစ်နေချိန်မှာမြန်မာဘက်မှာတော့ရိုးရနေပြဟာတွေကိုပဲအားကိုးနေခဲ့ရပါတယ်နီးပညာပိုင်းမှာကိုပဲနှစ်30လောက်ကွာဟာနေခဲ့တာပါဒါပေမဲ့မြန်မာနီကလည်းဒီတိုင်းတော့အရှုံးမပေးခဲ့ပါဘူးပရမစစ်ပွဲကသူရဲကောင်းကြီးမဟာဗန္ဒူလရဲ့တာကိုတိုင်ဦးဆောင်ပြီးအပြင်းထန်ခုခံခဲ့ကြတယ်ဒါပေမဲ့ရဲစွမ်းတက်တိကခုတဲ့နဲ့တော့ခိမိလက်နက်တွေကိုရင်နိုင်ဖို့ဆိုတာမလွယ်ခဲ့ပါဘူးစစ်ပွဲရဲ့ရလဟာအစကတည်းကကြိုမြင်နေသလိုပါပဲ